မြန်မာနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်တာကြောင့်စေတီပုထိုးများစွာကိုနေရာတိုင်းမှာတွေ့နိုင်တယ်။စေတီတိုင်းကသူ့သမိုင်းနဲ့သူရှိကြတယ်။မြန်မာလူမျိုးတို့ကအလယ်အပတ်ခရီးကိုစေတီပုထိုးများသွားလည်လေးရှိတယ်။ကျွန်တော်လည်းဒီတစ်ခေါက်ပိတ်ရက်ကြိုက်ထီးရိုးဖျားကိုအလယ်သွားဖြစ်ခဲ့တယ်။ကြိုက်ထီးရိုးဖျားကမြန်မာပြည်တောင်ဘက်မွန်ပြည်နယ်ကြိုက်ထိုမြို့မှာတည်ရှိတယ်။မြေဆွဲအားနဲ့ပထဝီသဘောတရားတွေကိုစန့်ကျင်ပြီးတောင်ဆောင်မှာတင်နေတဲ့ကြောက်တုံးပေါ်စေတီတည်ထားတာ။တစောင်မုံလာမှာလူအစီကားဆုံးဖြစ်တယ်။လူတဝက်နတ်တဝက်တည်ထားတယ်လို့လည်းယုံကြည်ကြတယ်။ဖျားကတောင်ထိပ်မှာရှိတာကြောင့်hiking လုပ်ရင်းအလယ်အပတ်သွားကြတယ်။ဖျားရှိရာတောင်ပေါ်ရောက်ဖို့တောင်ပေါင်း38လုံးကျော်ဖြတ်ရတယ်။ဖျားရင်ပြင်တိုက်ရိုက်ရောက်တဲ့ကားတွေရှိသလိုတောင်တက်လမ်းတွေလည်းပြုလုပ်ပေးထားတယ်။တောင်တက်လမ်းတောက်လျှောက်တောရင်းထွက်ပစ္စည်းတွေရောင်းတဲ့ဆိုင်လေးတွေလည်းရှိတယ်။ဆိုင်လေးတွေကိုကြည့်ရင်တောင်တက်ရတာအယမ်းပျော်ဖို့ကောင်းတယ်။တကယ်လို့တောက်လျှောက်မတက်နိုင်ခဲ့ရင်ကားတစ်ဝက်လမ်းလျှောက်တစ်ဝက်တက်လို့ရတယ်။လမ်းမလျှောက်နိုင်တဲ့သက်ကြီးရွယ်အိုတွေကိုဘောရင်ပုံစံအထမ်းစဉ်လေးတွေနဲ့လိုက်ပို့ပေးတယ်။တောသူတောင်သားတွေကခရီးသွားတွေရဲ့ပစ္စည်းတို့ထမ်းရင်အသက်မွေးကြတယ်။ဖျားရင်ပြင်ပေါ်ရောက်ရင်ဖျားရှိခိုးပြီးတာနဲ့ရာသီစာအစုံရတဲ့ဆိုင်လေးတွေလည်းသွားစားလို့ရတယ်။တချို့ကမနက်ဖျားဆွန့်ကပ်ချင်တာကြောင့်တောင်ပေါ်မှာညအိပ်ကြတယ်။တောင်ပေါ်ဖြစ်တာကြောင့်ရာသီဥတုအေးမြနဲ့နေလို့ကောင်းတယ်။ကြိုက်ထီးရိုးဖျားပတ်လည်မှာအခြားစေတီပုထိုးများစွာလည်းရှိတာကြောင့်ရှောက်သွားလို့ရသေးတယ်။ရှောက်လန်းတွေကတောင်တက်တောင်ဆင်းဖြစ်တာကြောင့် adventure ကြိုက်သူတွေအတွက်အရန်ကောင်းတဲ့ခရီးပဲ။တယောက်နဲ့တယောက်အားပေးရင်တောင်တက်ကြတာအရန်ပျော်ဖို့ကောင်းတယ်။နာမည်ကြီးနေရာတစ်ခုကကြိုက်ထီးရိုးတောင်ပေါ်ကနေမိနစ်30-35မိနစ်လောက်ရှောက်ရင်ရောက်တဲ့ကြီးကမ်းပါဇက်ကူပေါက်ကကြီးကမ်းပါဇက်နဲ့တူတာကိုအစွဲပြုပြီးခေါ်ကြတာကူဝင်ပေါက်ကသေးတာကြောင့်တိုကင်ယူပြီးတန်းစီဝင်ရတယ်ကူနရံပေါ်အကျွေးကြီးပြစ်ထဲလို့ဝင်ရင်ဆူတောင်းပြည့်တယ်လို့အယူရှိကြတယ်စိမ့်လန်းတဲ့တောတောင်သဘာဝကိုခန်းစားနိုင်ပြီးhiking လဲလုပ်လို့ရတာကြောင့်မိသားစုနဲ့တစ်နှစ်တစ်ခေါက်တော့အရောက်အမြဲသွားဖြစ်တယ်